ဒီ၃ခုကိုသိပြီးမှသာလျှင်စတင်လို့ရမှာမို့မဖြစ်မနေလေ့လာထားဖို့လိုအပ်ပါတယ်။ Всем привет အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့ရုရှားဘာသာစကားနဲ့ပတ်သက်တဲ့အဓိကအခြေခံဖြစ်တဲ့ noun stream ကိုခွဲခြားထားတဲ့လိင်ခွဲခြားမှုများနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် noun stream ကိုလိင်ခွဲခြားထားတဲ့နေရာမှာဘယ်နှမျိုးခွဲခြားထားလဲဆိုလို့ရှိရင်တော့၃မျိုးခွဲခြားထားတာဖြစ်ပါတယ်။အဲ့ဒါတွေကတော့ masculine လို့ခေါ်တဲ့အဖိုတက်ကိုဆောင်တဲ့အဖိုလိန် feminine gender လို့ခေါ်တဲ့အမတက်ကိုဆောင်တဲ့အမလိန် neutral လို့ခေါ်တဲ့အဖိုလည်းမဟုတ်အမလည်းမဟုတ်လို့ခေါ်တဲ့ကြားလိန်ဆိုပြီးတော့မှလိန်၃မျိုးခွဲခြားထားပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ကသူတို့ရဲ့လိန်နန်စားအနေနဲ့အဖိုတက်ကိုဆောင်တဲ့လိန်ကိုတော့ on လို့သတ်မှတ်ပါတယ်မတက်ကိုဆောင်တဲ့လိန်ကိုတော့အာနာအဖိုလည်းမဟုတ်အမလည်းမဟုတ်ဂျားလိန်ကိုတော့အာနောလို့သတ်မှတ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဟာကိုကြည့်ပြီးတော့မှအဖိုလိန်အမလိန်ဂျားလိန်ဆိုပြီးတော့သိရှိနိုင်မလဲကျွန်တော်တို့ကစကားလုံးတစ်လုံးရဲ့နောက်ဆုံးအခရာကိုကြည့်ရှိပြီးတော့မှသိနိုင်ပါတယ်ကျွန်တော်တို့စကားလုံးနောက်ဆုံးအခရာက consonant နဲ့ဆုံးမယ်Mякis nak နဲ့ဆုံးမယ် ikrat kai နဲ့ဆုံးမယ်ဆိုလို့ရှိရင်เนาะ masculine gender ဖြစ်ပါတယ်အကယ်၍စကားလုံးရဲ့အနောက်မှာယာနဲ့ဆုံးမယ် Mякis nak နဲ့ဆုံးမယ်အာနဲ့ဆုံးမယ်အာယာတို့နဲ့ဆုံးမယ်ဆိုလို့ရှိရင်เนาะ feminine gender ဖြစ်ပါတယ်စကားလုံးရဲ့နောက်ဆုံးအခရာက or နဲ့ဆုံးမယ်ရဲနဲ့ဆုံးမယ်ဆိုလို့ရှိရင်เนาะသူတို့ကိုဂျားလိန် neutral လို့သိရမှာဖြစ်ပါတယ်အခုလို general rules တွေကိုသိသွားပြီဆိုလို့ရှိရင်เนาะစကားလုံးလေးတချို့နဲ့ကြည့်လိုက်ပါမယ်ဒီညမှာ masculine gender အနေနဲ့ဥပမာ၅ခုဖော်ပြထားပေးပါတယ် dom အိမ်သူ့ရဲ့အဓိပ္ပာယ်ကအိမ် store သူ့ရဲ့အဓိပ္ပာယ်ကစပွဲ stakan သူ့ရဲ့အဓိပ္ပာယ်ကရေခွက် muzei သူ့ရဲ့အဓိပ္ပာယ်ကပြတိုက်နောက်ဆုံးအနေနဲ့ jin သူ့ကိုတော့နေလို့သတ်မှတ်ပါတယ်ဒီနေရာမှာစကားလုံးတွေရဲ့အဆုံးသက်တွေကိုအခရာတွေကိုကြည့်မယ်ဆိုရင်ညာကိစ္စနဲ့ဆုံးတာရှိမယ်consonant နဲ့ဆုံးတာရှိမယ် ikrat kaya နဲ့ဆုံးတာရှိမယ်အဲ့အတွက်ကြောင့်ဒီစကားလုံးတွေအကုန်လုံးကိုလို့ muscular masculine gender ဆိုတာကိုသိရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ feminine gender ကိုကြည့်လိုက်ဟာစကားလုံးခဏိကစာအုပ် strana နိုင်ငံစစ်များမိသားစု notch ညအဲ့ဆိုရင်သူတို့ရဲ့စကားလုံးတွေရဲ့အနောက်အဆုံးအခရာကအာနဲ့ဆုံးတယ်ယာနဲ့ဆုံးတယ်ညာကိစ္စနဲ့ဆုံးတာတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကို feminine gender ဆိုပြီးတော့သိရမှာဖြစ်ပါတယ်နောက်ထပ် neutral ကိုကြည့်မယ်ဆိုရင် akno ပြချင်းပေါက် malakwa နွားနို more ပင်လေ sonse နေဆိုပြီးတော့မှကျွန်တော်အခရာနောက်ဆုံးအခရာလေးတွေကိုကြည့်မယ်ဆိုရင် or ရေဆိုတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီရဲ့စကားလုံးတွေကို neutral gender ရှိတဲ့စကားလုံးတွေဆိုပြီးသိရမှာဖြစ်ပါတယ်ခုလောက်ဆိုလို့ရှိရင်တော့ဘယ်အခရာဘာကြောင့် masculine gender ဖြစ်တယ်ဘာကြောင့် feminine gender ဖြစ်တယ်ဘာကြောင့် neutral gender ဖြစ်တယ်ဆိုတာကိုသိသွားလောက်ပြီလို့ပြောလင်းပါတယ်အနည်းငယ်လေးခွဲခြားတတ်သွားပြီလို့ပြောလင်းပါတယ်ဒါပေမဲ့ဒီနေရာမှာတချို့စကားလုံးတွေကခုနပြပြထားတဲ့ general rules ကိုအနည်းငယ်တွေ့ဖယ်ပြီးတော့မှ exception တွေနဲ့မှတ်ရမယ်အချက်အကြောင်းအရာလေးတွေတချို့ရှိပါတယ်ဥပမာအနေနဲ့ဒီနေရာမှာဆိုလို့ရှိရင်ပါဆိုတာကအဖေကိုပြောတာပါဒါပေမဲ့စကားလုံးအဆုံးသက်ကိုကြည့်မယ်ဆိုလို့ရှိရင်အာဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်သူ့ရဲ့ general rule အတိုင်းဆိုလို့ရှိရင်အာနဲ့ဆုံးတဲ့စကားလုံးကိုfeminine gender လို့သတ်မှတ်ရမှာဖြစ်ပေမဲ့
ဒီစကားလုံးကပါသူ့ရဲ့မူရင်းအဓိပ္ပာယ်ကအဖေဖြစ်တယ်အဖေဆိုတာက Musque root မေးသဘောမေး gender ပေါ့နော် masculine gender ဖြစ်တဲ့အတွက်ကြောင့်ဒီစကားလုံးကို on လို့သတ်မှတ်ရမှာဖြစ်ပါတယ်ဒီထိုနည်းသူစွာပဲနောက်ထပ်တစ်ခုအနေနဲ့ Jedushkaဆိုတာကအဖိုးဖြစ်ပါတယ်သူ့ရဲ့နောက်ဆုံးအခရာကအာနဲ့ feminine ရဲ့အဆုံးသတ်အခရာဖြစ်နေတယ်ဆိုပေမဲ့သူ့ရဲ့မူရင်းစကားလုံးအဓိပ္ပာယ်က masculine gender ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်း on လို့ပဲသတ်မှတ်မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ exception တွေနဲ့မှတ်ထားရမယ်အချက်နှစ်ခုကတော့ဒီ vremya သူ့ကိုယာနဲ့ဆုံးတယ်ဆိုပေမဲ့သူ့ကိုကျွန်တော်တို့ကသူတို့ရဲ့ဒီရုရှားဘာသာစကားရဲ့သူတို့ရဲ့ historical grammatically rules အရ vremya ဆိုတာကိုသူတို့ are not လို့exception တွေနဲ့သတ်မှတ်သိထားရမှာဖြစ်ပါတယ်နောက်ထပ်ဒီနေရာမှာ Nakisna က Oma ကို Anao မှာကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်ဘယ် Nakisna နဲ့ဆုံးရင် on ဖြစ်တယ်ဘယ် Nakisna နဲ့ဆုံးရင် Ana ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကအမြဲတမ်း memorize အနေနဲ့ကြက်မှတ်ထားရမှာဖြစ်ပါတယ်အကယ်၍ဒီရဲ့ဒီ genders of noun အပိုက်လေးမှာဒီရဲ့ဒီ exception memorize မှတ်သားထားရမယ့်အပိုက်လေးကိုသိထားပြီးပြီဆိုလို့ရှိရင်တော့ကြံတဲ့စကားလုံးတွေအကုန်လုံးကိုခုနသိထားတဲ့ general rules အတိုင်းလုပ်မယ်ဆိုလို့ရှိရင်တော့နားလဲသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့စကားလုံးလေးတွေကိုဘယ်လောက်နားလဲလဲဆိုတာလေးကြည့်လိုက်ပါမယ်ဒါဆိုရင် dom ဆိုတာ on လား ana လား dom ဆိုတာ on ဖြစ်ပါတယ်โอเคနောက်တစ်ခုခင်းကြီးကာကိုကြည့်မယ်ဆိုလို့ရှိရင်ခင်းကြီးကာက ana ဖြစ်ပါတယ်နောက်တစ်ခုနောက်ဆုံးတစ်ခုအနေနဲ့မောရဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဟုတ်ပါတယ်သူကရေနဲ့ဆုံးတာမို့ ano ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီရဲ့အချက်ကလေးတွေကိုသူအပေါ်မှာပြထားတဲ့ general rules အတိုင်းလေးကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ genders of noun ကိုအနေနဲ့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ကြည့်၍ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို like လုပ်ခဲ့ပြီးတော့မှနောက်ထပ်လာမယ့် Russian grammar နဲ့ပတ်သက်တဲ့ဘူးတူတာလေးတွေကိုမျှဝေတဲ့အချိန်မှာသိရှိနိုင်ဖို့အတွက် subscribe လုပ်ပေးသွားလို့ရပါတယ်။ဒါဆိုလို့ရှိရင်သင်ဘယ်လောက်နားလည်ခဲ့လဲဆိုတာလေးကို comment မှာနားလည်ခဲ့တဲ့အကြောင်းအရာလေးတွေဘယ်စကားလုံးလေးတွေလဲဆိုတာလေးတွေကိုရေးခဲ့ပြီးလို့ရပါတယ်ဒါဆိုရင်နောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ် Скоро увидимся. Пока.